ဖြစ်တဲ့လီလီနှစ်ကိုသုံးလို့ Silas ကစားကွက်ကိုယူရှင်းတယ်လို့ထင်နေကြတယ်လီလီနှစ်ဆိုတာနဲ့အင်္ဂလိပ်ရဲ့ရိုးရာကစားကွက်မလို့ကန်တင်ပြေးလို့ထင်နေတာများတယ် Silas ကလည်းကန်တင်ပြေးပါတယ်ဒါပေမဲ့တချို့အခြေအနေတွေရတာကစားတာပါဒီလိုမျိုးသာအမြဲကစားနေရင် Silas ကဒီတကွက်ထဲနဲ့ဒီလောက်အချိန်ကြာကြီးစိုးမိုးနိုင်မှာမလားပြိုင်ဘက်ကသူ့ဗျူဟာကို20ကျော်လုံးမရိပ်မိတာလားဒါကြောင့်ရန်တမ်းမပြောဘူးကျွန်တော်ပြောချင်ပါတယ် Silas က Premier League ကို back to back champion အပါအဝင် UCL အောင်မြင်မှုတွေပါအရယူခဲ့ပါတယ် United နဲ့အတူစူလာ38လုံး Manager of the Match ကို Premier League မှာ28ကြိမ်ရထားလို့ Guardiola ကတော့ဒီစံချိန်ကိုသူ့အတွက်ပဲထားလိုက်ပါဗျာလို့ပြောခဲ့ပါတယ် Wenger and Ferguson have won more than you, so is that something for you to be proud of? Be careful, Sir Alex. Arsene, Yeah. I'm coming. Be careful. He won 27, Pep, so not too many to go. How many? 27. Oh my God. Okay. That belongs to them. To Yeah. him. You're not going to catch that now. I will not chase him for sure. Who do you think is the greatest manager of all time? Sir Alex Ferguson, I would say. လက်ရှိအချိန်မှာ Guardiola ကတော့တတိယနေရာမှာ17ကြိမ်ရထားပါတယ်ကဲဒါဆိုစရအောင်ပါ Silas က 442 formation ကိုသုံးကစားခဲ့တယ်ကစားတာက17ယောက်ဆိုပေမဲ့ Silas ရဲ့ခြေခံကြတဲ့ကစားသမား6ယောက်ရှိပါတယ် Vidic Ferdinand က back line ကိုကာကွယ်တယ် Score နဲ့ Ronaldo ကကွင်းလဲ Ronnie နဲ့ Diaz ကတော့တိုက်စစ်ပေါ့ဒီကစားသမား6ယောက်ကိုအခြေခံပြီး Silas ကသူ့ကစားကွက်ကိုပုံစံပြောင်းပြီးကစားတယ်လီလီနှစ်ကနေသူတို့ရဲ့ကစားပုံကိုခံမှန်းလို့မရအောင်အမျိုးမျိုးပြောင်းကစားတယ်ဒီမှာဆိုရင်ဒါကိုမြင်ရမယ်တိုက်စစ်က Ronnie ကနောက်ကနေဖန်တီးပေးပြီး DM ကစားသမားကရှေ့ကိုရောက်နေတာမျိုးတွေ့ရတယ်အစောပိုင်းခုနှစ်တွေမှာ Sir Alex ရဲ့ကစားပုံကတစ်မျိုးပါတောင်မန်တွေကိုအားပြုကစားပါတယ်ဒီလိုကစားရအောင်လဲတောင်မန်တွေမှာ Git နဲ့ Backhand လိုဖြတ်တင်ပေါ်ကောင်းတဲ့ကစားသမားတွေနဲ့ area ထဲမှာအဆုံးသက်ကောင်းတဲ့ကစားသမားတွေကိုပိုင်ဆိုင်ခဲ့တာကြောင့်ပါ2004ဝန်းကျင်လောက်မှာမော်ရင်ဟိုက Chelsea နဲ့ Benitez က Liverpool ရောက်လာပြီးသူတို့ရဲ့ကစားပုံတွေဒသနာတွေကြောင့်ပဲ Sir Alex က quit tradition တွေနဲ့ပြောင်းကစားခဲ့တယ် Ronnie, Tevez နဲ့ Ronaldo တို့3ယောက်နဲ့အလွယ်ပြောရင်အတူပေးကိုမှမြန်ကစားတာမျိုးပါဒီ3ယောက်ကိုဒီလိုကစားခိုင်းပြီးဒီ3ယောက်ရဲ့တွဲဖက်မှုက United ရဲ့တရားစီလုံးရတဲ့ဂိုးရည်အတွက်ရဲ့90%ကဒီကစားသမား3ယောက်ကြောင့်ရခဲ့ပါတယ်သူတို့3ယောက်ကို V shape ပုံစံဖန်တီးခဲ့တယ်ဒီမှာအစကတော့လေးနှစ်ပဲဘောလုံးမရှိတဲ့အချိန်မှာအရှိမကစားတဲ့ Tevez ကကျန်တဲ့ကစားသမားတွေထပ်ပို့ပြီး deeper လုပ်ပြီးကစားတယ်ဒီမှာကွင်းလေကဘောလုံးရလာတာနဲ့ Postco ကထိတ်ဆုံးမှရှိတဲ့ Ronnie ကိုပေးတယ်အဲ့ဒီအချိန်တွေမှာ Ronnie ကသူ့ရဲ့နောက်ကတက်လာတဲ့ Tevez နဲ့တွဲကစားတယ်ဒီတော့တစ်ဖက်ခံစစ်ကစားသမားတွေက Tevez စီကိုကတ်လာကြတယ်အဲ့ဒီအချိန်မှာရလာမဲ့ space ကို Ronaldo က cut inside လုပ်ပြီးပြေးတယ်သူတို့နားမှာကတ်ထားတဲ့တောင်မန်ခံစစ်ကစားသမားတစ်ယောက်လောက်ပါနိုင်ပြီမဲ့အဲ့ဒီအချိန်က Ronaldo ကို 1+1 ကတ်တာကအလကားပဲအခွင့်အရေးရရင် Ronaldo ကဂိုးသမားစီအထိဓာတ်ရိုက်ဆွဲပြေးတယ်အဲ့ဒီအချိန် Tevez ကိုကတ်ထားတဲ့ကစားသမားက Ronaldo နောက်ပြန်လိုက်ပြေးတယ်မမီနိုင်တော့ဘူးဒါကိုဒီမှာမြင်ရမယ်ဘေးလက် Sir Alex လက်ထက်မှာဘေးလက်တိဆောက်ပုံကယူရှင်းပြီးထိရောက်တယ်ဒီမှာတစ်ဖက်ကလည်းလေးနှစ်ပဲဆိုပါစို့အဲ့ဒီခေတ်ကလေးနှစ်အသုံးများတာဆိုတော့ဒီလိုတက်လာတဲ့အချိန်အားလုံးကတယောက်ချင်းအနေထားပဲဒီအနေထားနဲ့ဘာမှလုပ်လို့မရဘူးဒီမှာ Carrot ကခံစစ်မှု2ယောက်ကြားကိုဆင်းတယ်ဒီမှာ Ronaldo ကခဏကလို့ Pound 3 line ကိုဝင်ပေါင်းတယ်3ယောက်တန်းတိုက်စစ်ဖြစ်သွားတယ်ခေတ်ကအလဲကိုလာပြီး number 10 row ကိုဝင်ကစားတယ် RB နဲ့ LB 2ယောက်ကအဲ့ဒီချိန်ရှိတက်လာတယ်ဒီတော့ကစားပုံအရာဆိုရင်3-3-1-3ဖြစ်သွားတယ်ဒီအချိန်မှာရှေ့က3ယောက်ကတစ်ဖက်ခံစစ် line နဲ့နီးနိုင်သမျှနီးကကစားတယ်ဒီမှာဆိုရင်မြင်ရမယ်အရေးအတွက်ရတာသလိုဖြစ်သွားမယ်ဒါကို numerical superiority ကိန်းဂဏန်းအရတာလွန်ခြင်းလို့ခေါ်တယ် United ကစားသမားတွေကတစ်ဖက်အသင်းကိုချုပ်မိသွားပြီးဒါကိုအလွယ်ပြောရရင်ဒီမှာခံစစ်က3ယောက်တစ်ဖက်မှာတိုက်စစ်က2ယောက်ကိန်းဂဏန်းအရ3ယောက်2ယောက်ဆိုတာကတာလွန်သွားပြီဒီလိုနဲ့ United တောင်ပန်စီကိုဘောလုံးဖြန့်တင်တဲ့အခါတစ်ဖက်ကစားသမားကလည်းဒီလိုလိုက်လာမှာပါဒီမှာလည်းထပ်ပြီးကိန်းဂဏန်းတာလွန်မှုဖြစ်အောင် Ronnie ကနောက်ကိုဆင်းကူမယ်အလဲမှာရှိတဲ့ Gip ကလည်းလိုအပ်လာရင် Haspace ကိုဆင်းလာလိမ့်မယ်ဒီအချိန်ဒီမှာလည်း United က4ယောက်5ယောက်နဲ့တာနေစေဖြစ်ပါတယ်ဒီ structure ကနေ United ကဂိုးတွေအများကြီးရခဲ့ဘူးလေအဲ့ဒီကာလက United ကိုအသင်းတော်များကပိတ်ကစားကြတယ် United နဲ့တွေ့ရင်နိုင်ဖို့ခက်တာဟုတ်ဒီလိုပိတ်ကစားခဲ့တဲ့အခြေအနေမျိုးမှာ Sir Alex ကတိုက်စစ်ကို6ယောက်ထိပို့ပြပြီးကစားခဲ့တယ်အဲ့လိုအခြေအနေတွေမှာ Ronaldo နဲ့ Kit ကဒီလိုမျိုးအတွင်းကိုဝင်ကစားတယ်တောင်ပန်ခံစစ်တွေကိုရှေ့တက်လာပြီး Winger row ကိုကစားတယ်ဒီအချိန်မှာတစ်ဖက်အသင်းကစားသမားတွေက zone marking ပဲဖြစ်ဖြစ် man marking ပဲဖြစ်ဖြစ်ကစားရတော့တယ်
အဲ့ဒီအချိန် United ကစားသမားတွေကလွတ်နေတဲ့ gap ကိုပြေးထွက်ပြီးနောက်မှရှိတဲ့ကစားသမားတွေအဲ့ဒီလွတ်နေတဲ့ gap ထဲကိုပြေးထွက်သွားတဲ့ကစားသမားကိုလောင်းဘောတွေနဲ့ပေးပို့တယ်ဒါကိုဒီမှာရှင်းအောင်ပြရရင်ဒီမှာ 1vs1 နေကြီးပဲဒီလိုဖြစ်အောင်လဲ Sir Alex ကရှေ့ကိုကစားသမားတွေပို့လိုက်တာ United ကစားသမားတွေကအဲ့ဒီအချိန်မှာ 1vs1 ကပ်ဖို့ခက်တယ်ဒီတော့ကစားသမားတွေကဒီလို gap ထဲကိုပြေးထွက်ပြီးဒီလိုမျိုးတွေအဆုံးသက်ကိုသွင်းတယ်တကယ်လို့အဲ့လိုလောင်းဘောပေးရင် United ဘက်ကဘောလုံးဆုံးသွားခဲ့ရင်ဒီလိုဘောလုံးပြန်ရဖို့ press ကောင်းအောင်လုပ်ပေးနိုင်တယ်ဒီမှာဆိုရင်ဒါကိုမြင်ရမယ်အဲ့ဒီအချိန်က United က mid block အကောင်းဆုံးသင်းလို့ပြောရင်တော့ရပါတယ်အဲ့ဒီအချိန်က Sir Alex ကဘောလုံးပြန်ရဖို့ press လုပ်ရမှာ 1+3 နီးစနစ်ကိုတုံးတယ်ဒါကိုဥပမာပေးရရင် Ronaldo ဘောလုံးဆုံးသွားပြီဆိုပါစို့ဒီမှာ 1vs1 အခြေအနေကနေနောက်ကစားသမား3ယောက်ကလာပေါင်းပေးတယ်ဘယ်ညာနဲ့အလဲမှာ3ယောက်ကဒီလိုဝင်းရလိမ့်မယ်ဒီမှာ diamond shape တစ်ခုတည်းတိဆောက်ပြီးပြိုင်ဘက်ကိုဖိအားပေးလိမ့်မယ်တကယ်လို့သူကကြော်ဖြတ်သွားနိုင်တယ်ပဲထားဒါမှမဟုတ်လူပေးလိုက်တယ်ပဲထားအဲ့ဒီနေရာကိုဒီလိုနောက်ထပ်3ယောက်က diamond shape ပုံစံနဲ့ရောက်လာလိမ့်မယ်ဒါကြောင့်ပြိုင်ဘက်ကိုဘယ်လိုလုပ်လို့နောက်ဆုံးဘောလုံးမရခင်အထိဒီလိုဇက်တိုက်လုပ်နေမှာပဲဖြစ်တယ်ဒီမှာဆိုရင်ဒါကိုမြင်ရမယ်final third ဘောလုံးရလာတဲ့အခါ final third ထဲမှာဘယ်လိုကစားလဲဆိုတာကိုပြောပြမယ် United ကတချမ်းတဲ့ကိုအရင်တည်ကစားတယ် final third ထဲမှာကစားရကြက်ရင် United ကဒီလို 2-3-5 ပုံစံကစားတယ်ဒီမှာနောက်ကစားသမားတွေက Ronaldo diagonal pass ပေးတယ်ဒီမှာ half space မှာရှိနေတဲ့ Bosco ကနောက်ကိုဆင်းပေးမယ်ဒီမှာပြန်ဘက်ကဒီကစားသမား2ယောက်ကိုလူမျှပြီးကတ်မယ်အဲ့ဒီအချိန်တစ်ဖက်မှာအလဲမှာရှိတဲ့ကစားသမားတွေက area တွေကိုဝင်ကစားမယ်ဒီမှာ Ronaldo cross နိုင်တယ်လို့သူကြက်နေရင် Bosco ကိုပြန်ပေးတယ် cross တင်တာမျိုးလဲလုပ်တယ်Sir Alex ရဲ့ခေါင်းတိုင်နေစနစ် Sir Alex ရဲ့ခေါင်းတိုင်နေစနစ်ကတင်မဲ့ကစားသမား2ယောက်က white side မှာနေတယ်အလဲမှာရှိနေတဲ့3ယောက်ထဲက1ယောက်က box ထဲကိုပြေးဝင်မယ်ဒီမှာသူ့ကိုနောက်တန်းတဲ့ဂိုးသမားတွေကအာရုံရောက်နေချိန်မှာကျန်တဲ့2ယောက်လွတ်နေတဲ့နေရာတွေကိုဝင်လာမယ်သူတို့ကိုဓာတ်ရိုက်ပေးတာရှိသလိုဒီကစားသမားတွေကနေရာလွတ်ဖန်နေပြီးပထမကစားသမားခေါင်းတိုင်နိုင်အောင်2ဆင့်တိုက်ပေးတာမျိုးလည်းရှိတယ် Sir Alex လက်ထက်က United မှာ2ဆင့်တိုက်ချက်တွေ2ဆင့်သွင်းတာတွေရှိခဲ့တယ်ဒါကဓာတ်ရိုက်တိုက်ဖို့ကိုရင်ကိုကဘောလုံးလက်ခံပြီးကျန်တဲ့ကစားသမားသွင်းနိုင်အောင်ကူညီပေးတာပဲrow Sir Alex ရဲ့ United ကစားသမားတွေက row အများကြီးကစားတယ် final ကခံစစ်တယ်မဟုတ်ပဲဘောလုံးဖြတ်တာပါတာဝန်ယူရတယ်Evra နဲ့ Brown ကရှေ့ကိုလိုက်ပါကစားတိုင်းမှာCarrick ကခံစစ်ကိုဆင်ကူရတယ် Bosco ကကွင်းထဲမှာ Romain ဖြစ်ကစားတယ်သူကဒီလိုတိုက်စစ်2ယောက်နဲ့ခံစစ်2ယောက်ကြားချိတ်ဆက်ပေးရတယ်တခါတခါမှာ Ronaldo နဲ့ညင်ရချိန်ပြီးတောင်းပန်ထွက်တယ်လို့ Tevez နဲ့ပဲချိန်ပြီးတိုက်စစ်အထိလိုက်ပါတယ် Ronaldo ဆိုရင်လည်း2နေရာလုံးကစားရတယ် inside forward နဲ့ inverted winger အဖြစ်ကစားရတယ်ဒါကြောင့်မဲသူ့ကိုအလယ်မှာတွေ့ရတာအချိန်တော်များတယ်နောက်ပြီးဒီလိုသူကအယောင်ပြပြီးနောက်ကစားသမားအတွက် space ရစီတာမျိုးလည်းရှိတယ် Rooney ဆို4မျိုးလောက်ကစားရတယ် Pocha D-line forward စသဖြင့်ကစားရတယ် Rooney ကလိုအပ်ရင် drop deeper ဖြစ်ပါကစားပေးရတယ်သူကခုနကပြောတဲ့တိုက်စစ်လမ်းကြောင်းတွေကိုစဖွင့်ပေးရတဲ့သူပဲသူကနေပဲတိုက်စစ်လမ်းကြောင်းတွေကစဖြစ်တာဒါကိုဒီမှာကျွန်တော်ပြောပြမယ် Sir Alex ရဲ့အာသာချာကပြိုင်ပွဲတွေပေါ်မူတည်ပြီးကစားကွက်ကိုပြောင်းနိုင်တယ်လို့ကို့မှာရှိတဲ့ကစားသမားတွေရဲ့လုံနိုင်စွမ်းအားပေါ်မူတည်ပြီးကစားကွက်ကိုတည်ပါတယ်ဘာကန်တို့ခေတ်ကတောင်ပန်ကိုအားကိုးခဲ့ပေမဲ့ Rooney Ronaldo Tevez တို့ခေတ်မှာသူကကစားပုံပြောင်းခဲ့တယ်သူပိုင်ဆိုင်ထားတဲ့ကစားသမားဘာလို့တက်လဲပေါ်မူတည်ပြီးကစားကွက်ကိုစဉ်းစားတာပါဒါကြောင့်လဲအဘာဒင်လိုအသင်းမျိုးနဲ့ဥရောပဖလားအရာယူခဲ့တယ်လို့အနားမြူခင်မှာလဲ Koulibaly Anderson တို့လိုကစားသမားတွေနဲ့လည်း Premier League Champions ဆုကိုယူနိုင်စေပဲဖြစ်ပါတယ်အခုနောက်ပိုင်းနေကြတွေကကစားကွက်တစ်ခုတည်းကိုအသာထားပြီးသူ့ကစားကွက်နဲ့ကိုက်တဲ့ကစားသမားတွေကိုအသင်းကိုအရာခေါ်ခိုင်းတာပါ Sir Alex ကရှိရတဲ့လောက်အောင်ဆင်တက်ပါတယ်ရှိရကစားသမားတွေနဲ့အံဝင်မဲ့ကစားကွက်ကိုပြောင်းပါတယ်ကစားကွက်ကိုအသေးမထားပါဘူးဒါကြောင့် Guardiola ကသူ့ကစားကွက်နဲ့အံဝင်တဲ့ကစားသမားမရှိချိန်ဒဏ်ရာရချိန်မှာဘာမှမလုပ်တတ်ပါဘူးဒါကြောင့် Sir Alex နဲ့ရှင်မရဘူးပြောတာပါ Guardiola ကအဘာဒင်လိုအသင်းမျိုးနဲ့မအောင်မြင်နိုင်ပါဘူး Mourinho လို Porto လိုအသင်းနဲ့မအောင်မြင်